ညီမလေးမိထားတာကမျက်လုံးထောင်းကအရေးကြောင်းပြောက်အောင်ဘယ်လိုလုပ်ရမလဲတဲ့မျက်လုံးထောင်းကအရေးကြောင်းကလုံးဝပြောက်အောင်ဆိုတာထက်လုံးဝပြောက်လို့နီးပါဖြစ်သွားအောင်เนาะမမို့ပြောပြပေးနိုင်တယ်ပေါ့เนาะအခုမမို့မှလည်းကြည့်လိုက်ဒါဆိုလို့ရှိရင်လုံးဝပြောက်နေတယ်လို့ပဲမလားခေတ္တကျနည်းနည်းလေးရှိเนาะဒါပေမဲ့အမြဲထိတ်ခဲလုပ်နေတဲ့အခါကျတော့မရှိဘူးလို့ထင်ရတယ်အဲ့လိုအဆင်ပြေအောင်တော့မမို့ပြပြပေးလို့ရတယ်မမို့ကိုရေးမလို့ပေါ့เนาะအဲ့တော့ဘာကြီးလောက်ရမှာလဲဆိုတော့ moisture လောက်ရမယ်ပြီးရင် eye cream သုံးရမယ် face wash ကလေးလောက်ရမယ်ပေါ့เนาะmoisture ကကြတော့ကိုကမနေ့ပိုင်းလေးသုံးမယ်ပေါ့เนาะကိုညာပိုင်းကို eye cream သုံးမယ်ဆိုရင်ညာပိုင်းကိုကြတော့ eye cream လေးကိုသုံးမယ်ဒီမျက်လုံးသားကိုကြတော့ eye cream လေးပဲလူရတာပေါ့เนาะမနေ့ပိုင်းကြတော့အဲ့မျက်လုံးသားကို moisture လေးပဲလိမ့်ပေးเนาะmoisture ဆိုလို့ရှိရင်ဒီလိုနွေရာသီဆိုလို့ရှိရင်ဂျယ် moisture လေးကိုလိမ့်ပေးမယ်တကယ်လို့ကိုကဆောင်းတွင်းဆိုလို့ရှိရင် cream moisture ပြောင်းသုံးရမယ်အဲ့လိုမျိုးလေးလုပ်ရမယ်ကိုက eye cream ကိုကြတော့ညာတိုင်းသုံးပေးရမယ်ပေါ့เนาะဒီနားလေးဒီလက်တစ်လုံးစာလောက်ကလေးပေါ့အဲ့နာလေးကိုလိမ့်ပေးရမယ်အဲ့ဒါပြီးရင်ကိုက face yoga လုပ်ပေးရမယ် face yoga ကကိုယ့်ရဲ့ဒီ line ကဘယ်လောက်ထင်းလဲပုံမှာမူတည်ပြီးတော့အချိန်ယူရမယ်3လကြာရင်ကြာမယ်6လကြာရင်ကြာမယ်တေချာတစ်ခုကတော့အဆင်ပြေသွားလဲဆက်ပြီးတော့ထိမ့်သိမ်းပြီးတော့လုပ်သွားမှာပေါ့เนาะအဲ့ဒါလေးတစ်ခုကိုသိဖို့လိုတယ်ကိုရဲ့ဒီဘယ်လောက်ချင်းလဲပုံမှာမူတည်ပြီးတော့3လနဲ့အဆင်ပြေလဲပြေမယ်ဒါမှမဟုတ်4-5လလောက်အတွင်းမှာလည်းအဆင်ပြေမယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့တော့ကိုကအမြန်ချင်းနဲ့ဆိုရင်တော့နေ့တိုင်းလုပ်ပါเนาะတကယ်လို့ကိုဟာဒီ face yoga တွေပိုင်းလောက်ရတာနဲ့စိတ်မရှိဘူးမြန်ချင်းနဲ့ဆိုရင်တော့အသက်နဲ့စေကန်းတွေကိုပြေးပါပေါ့เนาะအဲ့ဒါတခုပဲပြောဖို့ရှိတော့တယ်ပြီးရင်ကို face yoga လုပ်တဲ့အခါမှာအစီသို့မဟုတ်ဒီ moisture ပေါ့เนาะတခုခုလိမ့်ပြီးမှလုပ်ဖို့မမေ့ပါနဲ့အကောင်းဆုံးကတော့မနေ့ပိုင်းမျက်နှာမသက်ခင်ညပိုင်းဆိုလို့ရှိရင်လည်းမျက်နှာတွေ cleansing မလုပ်ခင်မျက်နှာမသက်ခင်အဲ့ဒီချိန်မှာလုပ်တာကတော့အကောင်းဆုံးပဲပေါ့เนาะဘာဖြစ်လို့လဲဆိုတော့အစီတွေဆိုတော့လေလုပ်ပြီးသွားပြီဆိုမျက်နှာတွေပြန်ပြီးတော့တစ်ဖြစ်ဖို့လိုတယ်ပြီးမျက်နှာကလည်းတစ်နေ့ကို2ကြိမ်ထက်ပိုပြီးတက်လို့မရတာဖြစ်တဲ့အတွက်တန်တဲ့ချိန်မှာလုပ်လို့ရှိရင်မျက်နှာတက်တာ3ကြိမ်နေပါပြီဖြစ်သွားမှာစိုးလို့အားကြောင့်မမိုးကအမြဲတမ်းညွှန်ပေးရင်မနေ့မျက်နှာမသက်ခင်ညပိုင်းမျက်နှာမသက်ခင်အဲ့ဒီချိန်လုပ်ပါလို့အမြဲတမ်းညွှန်ပေးတယ်ပေါ့เนาะအဓိကအကြောင်းရင်းကအဲ့ဒါကြောင့်ပါမျက်နှာကတစ်နေ့ကို2ကြိမ်ထက်ပိုပြီးတော့မတက်ရပါဘူးเนาะ2ကြိမ်ထက်ပိုမတက်ရပါဘူးအဓိကဒါဆိုလို့ရှိရင်တော့ဒီမှာလေးပြည့်စုံစုံလေးတည်သွားမယ်လို့ထင်ပါတယ်ကဲအားလုံးပဲတော့ပို့ပြီးတော့လှပပါစေ